မေဘာပြောချင်လဲ အမေတားချစ်တယ်လို့ပြောချင်တယ် မေဒါဆိုင်ထက်ကြော်ရှိတယ် တိုင်းချက်ကြော်ရှိတယ် ဟုတ်အိမ်နဲ့လား အိမ်ထဲမှာဟုတ်တယ်တားရဲ့တိုင်းချက်ကပြင်းထွက်ခံလားဆိုင်းကလေး ဟုတ်ရတယ်ဒီကကြည့်ရတယ်ဟုတ်တာလားထွက်ခဲ့လေးလား ဒါဒီကထွက်ခံလား ဟုတ်တာလေးလား ဟုတ်တယ် ဒီနေ့ဗာနေရ ဒီနေ့ပါနေတော့နဲ့ ဒီနေ့လက်ဆက်တယ် 20ရက်နေ့ဟုတ်လားအားရှိရ20ရက်နေ့ဒီစဉ်းစားပါဦးဆက်တယ်ဘာကြည့်ရပြလား ဟုတ်တယ်ခုနကဒီစီရတယ် စိုက် အချို့တယ်ဟာ အဲကြွားပေးရပြီလားကြွားပေးရတယ်ဆိုတာဒီနေ့ပါရှိရောဒီနေ့စားပါရှိလဲစားမွေးနေလား တမနေရ 22ရက် 20နေရအဲ့ဆိုအကျိုးလားဝင်းနေ့အကျိုးလား 22ရက်နေ့ ဟုတ်လား20ရက်နေ့ဘယ်နှစ်ပြည့်မှာ ဟောလေစနေနေ့ကြည့်မှာ 12နှစ်ပြည့်ဟုတ်လားပန်းစီကမွေးနေ့လက်ဆောင်ဘယ်သူကပေးရအောင်သိ မေလားမသိ အမေသားမသိဟုတ်လားအမေကပေးမယ်လို့ပြောတယ် ကြောက်တယ် မပြောသေးဘူးအမေကရင်နှစ်တရားလောက်ပေးနေကြလားမွေးနေ့က ဒီမှာလောက်ပြခုမလောက်ပြတော့ ခုမလောက်ပေးတော့ဟုတ်လားမအားလို့လား ဟုတ်တယ် ဟုတ်တယ်ဟုတ်လားအဲ့ဆိုဒါဘယ်သူကဖြစ်နိုင်လဲတခြားဘယ်သူတွေရှိသေးလဲတားကိုမွေးနေ့လောက်ပေးအရင်တော့လည်းဘယ်သူတွေကလောက်ပေးနေကြလဲနောက်ထပ်ဘယ်သူတွေကလောက်ပေးရလို့ထင်တယ် တလည်းမသိ ဒါလည်းမသိစဉ်းစားကြည့်ပါဦး တားမေချင်းတယ် ဟုတ်လားတခြားရော မသိတော့ ဟုတ်လားမသိတော့မရှိတော့တခြားလောက်ပေးမယ်ဟုတ်လားသိကြလို့လား သိကြပါခင်ဗျ သိကြပါလေခင်ဗျာဒီမေပဲသွားတယ် အမေကအကြကြမှာလောက်တာတာဒီမှာနေရ တာဒီမနေရ ဟုတ်တယ် ဟုတ်လားဒီမေကအလောက်သွားတယ် ဟုတ် ညနေဆိုပြန်လာရလား နင်းနေတော့ညဝင်ချင်းမှကျန်လာတာ ညဝင်ချိန်မှပြန်လာ ဟုတ်တယ်ကျန်နေ9နိုင်မှအိတ်ကျန်တာသူက ဆက်လိုက်ခဏလိုက်အိမ်ပြန်ဟုတ်ပြီအဲ့ဆိုဝင်းနေ့ကလည်းမနှက်ဖာမှာဆိုတော့ဒီနေ့အချို့ဆိုတော့မေမေကဖြစ်နိုင်လို့ ဒီကစားနေမျက်စိတွေ ဟုတ်လို့လားမတာရှက်ဘူးလဲကြိုက်တယ်ဆိုအဲ့လိုပြောလိုက်တယ်တာရှက်ဘူးကြိုက်တယ် အဲ့ဒါမင်းမေပဲပေါ့ ဟုတ်လား မေထင်တာမေထင်တေးကြပါ တေချာပါရဲ့ဟလားရှက်ဘူးကြိုက်တယ်ဆိုတော့တာမေကတေချာသွားရဲ့ဟလားဒီထက်မုံနေရောကြိုက်လားကြည့်ပါမကြိုက်တဲ့မုံရောပါလား ဟုတ်ပါပါခင်ဗျ မကြိုက်တဲ့မုံပိုင်းပြန်ယူသွားမှာဆိုဟုတ်လားတာမေလည်းဒီဖြစ်နေဒီမေကအမှားစကားလေးမှားထားတယ်ချစ်ရတဲ့သားလေးတဲ့မွေးနေ့ကမှစပြီးတော့ပြရှင်ပါစေတဲ့နော်မိမိကိုချစ်ရင်နဲ့စာကြိုးစားရမှာတဲ့ ဟုတ်ဟုတ် စာကြိုးစားမှာလား ကျေးဇူးပါပါခင်ဗျ ကြိုးစားမှာခုကဘယ်နဲ့တက်ရလဲ အားတယ်ပါခင်ဗျ ငါတဲ့ကျောင်းတက်ရတော့ တဲရတော့မှာပါ ဒီလိုလေးကြည့်စာကြိုးစားပါလေမိမိကအဲ့တော့ ကျေးဇူးပါမယ်ခင်ဗျ မိမိကပြောချင်တယ် အမေတားချစ်တယ်လို့ပြောချင် မိ တယ် မိကအများကြီးချစ်တယ်လို့ပြောချင်တယ်โอเคဝင်းနေရမနှက်ဖာမှာမိမိကနေပြီးဒီနေ့ကြိုပြီးတော့လုပ်ပေးတာတာတော့တာပြောရအောင်လို့ဆိုပြီးတော့နော်အဲ့တော့မိမိကိုလည်းဒီရချစ်ပါတယ်စာလည်းကြိုးစားပါမယ်လို့နော်စာကြိုးစားရမယ်နော်โอเคပါအဲ့ဆို